ဆောင်နေကျွန်တော်မဆောင်တော့ဘာဖြစ်လို့ဆိုတော့9 နာရီပေါ့နော်9 နာရီထိုးရင်ဥစားဖြစ်ရမယ်ဆိုတော့အရောက်ဆိုတော့လေပြီး9 နာရီကနေ10 နာရီကာဒီယိုမှာဆိုရင်ကျွန်တော်တို့ဥစားတွေပါရပါနော် February လို့အောက်ပိုင်းထိုင်တော့ပါတယ်တနားရီဆော်တယ်တနားရီဆော်ပြီးသွားရင်ဒီကတော့ယူကမပြီးသေးတော့ပေါ့ဒီပိုင်းတော့ဒီကူပေါ့နာဟဲ့9 မိနစ်ဖြစ်သွားမယ်နော်အနောက်မှာလက်ကအနောက်မှာဆန္ဒလက်ကိုဆန္ဒတစ်ဖြောင်းနဲ့ဆန္ဒအေးဟုတ်ပြီလို့လားလက်ကအနောက်မှာနေရွယ်ရဲ့အနောက်မှာအဲ့တော့မှတ်ထားတက်တွေဒီနေရွယ်ရဲ့အနောက်မှာဟုတ်တာဆိုတော့ဒီဥစ္စာတစ်ပတ်ပါလိုက်ပြီးခုတယောက်ကနည်းနည်းလေးမြင်မနက်စာစားပြီပေါ့နော်ဒါဟိုတယ်ရဲ့မနက်စာပါတယ်ကျွန်တော်မနက်စာတော့ကျွန်တော်10 နာရီကနေရေချိုးအပြီးပေါ့နော်9 နာရီထိတတ်မှတ်ထား9 နာရီကနေ17 နာရီကျတော့ကျွန်တော်တို့ဟိုစားပေါ့9 နာရီကနေ17 နာရီကဒါဟိုစားအိတ်ချိန်ပေါ့နော်အိတ်ချိန်ရှိတော့အချိန်တိုင်းတာတစ်ခုနဲ့တော့အမြန်လောက်ရတာပေါ့ဟုတ်ဒါတော့ကျွန်တော်တို့အသိရတာဥစားပေါ့နော်ဟုတ်မရှိမဖြစ်လို့အဲ့ဒါစားကြောက်ဥစားနဲ့8:50ရှိပြီပေါ့နော်ဟုတ်8:50ဆိုတော့ကျွန်တော်စေးလိမ့်မဲ့အချိန်ရောက်ပြီပေါ့နော်စေးလိမ့်ပြီးတော့လည်းကျွန်တော်1 နာရီခွဲ1 နာရီ45လောက်ထိတော့အိတ်လိမ့်မယ်ဗျာဟုတ်အိတ်ပြီးနော်ဟို training part 2ပေါ့နော်တော့စားနောက်ထပ် training နံပါတ်2ကိုဆက်သွားလိမ့်မယ်ဗျာ17ခွဲလား17:40လား17:40လား17:40ရောက်ပြီကျွန်တော်တို့ကလေးတွေတော့နှုတ်ပါမယ်ကလေးနှုတ်ပြရတယ်ဒီလည်း training လေးဆက်ပေါ့နော်ဒီလိုပါပဲအားစားတော့ပေါ့ပေါ့တော့ခဏရှိဖို့လိုအပ်တယ်နေထိုင်နေရပဲထားနေပါလို့ဖို့တော့အစင်းလေးစောင့်နေကြတယ်ဒါတိတ်ပင်လို့ခေါ်တာပေါ့အားကမလို့ခင်ကျွန်တော်က interview ဖြစ်ထားတော့တိတ်ပင်တော့အမြင်နဲ့ကြရတယ်တိတ်ပင်ကြမ်းပါပဲနည်းနည်းလေးကျွန်တော်ကဟိုဆိုတော့နည်း strong ဖြစ်တာပေါ့နော်ဒါပေမဲ့အားကဓမ္မအားလုံးနည်းနည်းရတော့ကြကြပါ pro စင်သွားမယ်ဆိုရင်တော့ကြကြတယ်လည်းကုန်ကြစည်တော့များပေါ့နေတဲ့ training ကတော့ကျွန်တော်တို့စာပြီပေါ့နော်ကျွန်တော်ကတော့နေတဲ့ training လုပ်တာနေတယ်ဘာလို့လဲဆိုတော့နေတဲ့ training ကသူတို့ဟိုစားညဘက်သူတို့အစစ်တီအမှု technique ဟိုစားပြရတာဆိုတော့
你也是，你看你八个五六个吧呢？对吗？对。ดูไปเลยဒီနေ့ကတော့ကျွန်တော်တို့အပြင်ထွက်ပြီးတော့စားတယ်ပေါ့နော်ဟုတ်စားဒီဝယ်စရာလေးလည်းရှိလို့ပေါ့ဟိုအခြေခံလက်ထိပ်ပြတ်တို့စားလို့လည်းပြီးကြခဲ့တော့လေဒါလေးတွေဝယ်စရာရှိတယ်ကျွန်တော်တို့ဒီနေ့တော့တပီးကုန်ထွက်ပြီးစားမှာပေါ့နော်ကျွန်တော်ဒီနေ့ကဒီနေ့ပေါ့ကဲဒုတိယအချိန်အိပ်ပါပြီကျွန်တော်3နာရီ3ဟုတ်3နာရီကဲကျွန်တော်ဒုတိယအချိန်ပြန်အိပ်ပါပြီဒါကတော့3နာရီ3မို့3နာရီခွဲပေါ့နော်အဲ့လောက်ကနေစပြီးတော့9နာရီ3မို့9နာရီခွဲထိအိပ်ကြပါတယ်တိတ်တော့မများဒုတိယအချိန်အိပ်တဲ့အချိန်မှာတော့2နာရီလောက်တော့အိပ်တယ်ပေါ့နော်2နာရီလောက်အိပ်ခြင်းအပြင်ညဘက်ကျတော့ဒါ heavy training ပေါ့နော် main training ဖြစ်သွားပြီပေါ့အဲ့ချိန်ကျရင်တကယ်လေ့ကျင့်ရတဲ့ဥစ္စာအားနဲ့လေ့ကျင့်ရတဲ့ဟာတွေပါတဲ့အတွက်ဒီအချိန်ကတော့တေးချာနားမရမှာပေါ့နော်ဟုတ်ကျွန်တော်အခန်းတွေတော့ live စစ်ပြီးသွားပြီပေါ့နော်ကလေးတွေအိမ်မယ်live စစ်ပြီးသွားပြီဟိုကလေးတွေအိပ်ပြီးဆိုတော့ကျွန်တော်အိပ်တယ်အလှည့်ရောက်ပြီပေါ့နော်ကျွန်တော်လည်းအိမ်မယ်အိပ်ပြီးသွားရင်ကျွန်တော်တို့ဟိုစားပေါ့နော် training ကြမှာပဲပြန်တွေ့ကြမှာအားလုံး bye bye 9 ခွဲကလေးကျွန်တော်မယ်ဒီကျွန်တော် training ဆင်းဖို့တော့ရမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့အခုဆိုရင်တော့ကျွန်တော်4နာရီsorry 9နာရီခွဲတော့မယ်ပေါ့နော်9နာရီခွဲတော့မယ်ဆိုတော့ကွင်းထဲရောက်နေပြီကွင်းထဲမှာပြင်ဆင်ပြီးသွားရင်ကျွန်တော်ဟိုပစ္စည်းထားကြရှိရထားပေါ့နော်ကျွန်တော်တို့ training ကတော့10နာရီပေါ့နော်ဒါထမင်းစားချိန် training ရေချိုးချိန်3ခုပေါင်း10နာရီကတော့ရောက်လာပြီပေါ့နော်ဒါအခုဆိုရင်ပစ္စည်းတွေစာပြီးထားပြီးတန်ရှင်းလုံးမယ်လုပ်ပြီးတော့ကျွန်တော်တို့ game ဆော့ကျင်လဲဆော့မယ်ဒါမှမဟုတ်ရင်တခုခုပေါ့နော်ဒီ second နဲ့ဆိုင်တဲ့ video လေးကြည့်ရပေါ့နော်ကြည့်ပြီးတော့ကျွန်တော်အိမ်မယ်ပေါ့ကျွန်တော်တို့ကဒါအနားယူချိန်ရောက်ပြီပေါ့နော်အနားယူချိန်မှာကျွန်တော်ဒီနေ့ကတော့ကျွန်တော် game ဆော့မယ်ထင်တယ်ကဲအားလုံးအိတ်ဖို့လုပ်မယ်အဲ့တော့အိတ်ခံပါတော့ဆိုတော့တယောက်တစ်ခန်းစီတော့အိတ်လို့ရတည်ရပေါ့နော်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့ဒါမအိတ်ခင်ပေါ့နော်ဥစ္စာ check ပေါ့ check ဆိုတာကလေးတွေအိတ်လားမအိတ်လားကျွန်တော် like check မှာဖြစ်တယ်ဟိုဘာဖြစ်လို့ check ခဲ့ရလဲဆိုတော့ကျွန်တော်ကစားသမားတွေအရေးကြီးဆုံးအပိုင်းပေါ့နော်ဘယ်လိုအရေးကြီးဆုံးအပိုင်းလဲဆိုတော့ကျွန်တော်တို့ဒီညအိတ်တာတွေအရင်အရေးကြီးပါတယ်တို့ဟိုမအိတ်ခဲနဲ့စကားများနေတာတော့ပါတော့ဆိုရင်ဒါဥစ္စာမဖြစ်ဘူးပေါ့နော်စိုက်ပါရဲ့အိမ်မယ်နော်
aircon လည်းအရေးကြီးပါတယ်เนาะကျွန်တော် aircon လိုက်စစ်တယ်တခါတည်းကြောက်ကလေးတွေကမသိဘူးပေါ့နော်အေးတာတစ်ခုပဲတီးတော့ဟိုအေးတာပဲဥစ္စာလုပ်ပြီးတော့လေအေးတာပဲသူတို့ကတဘောကြပြီးတော့လို့အေးဆုံးလေးဖွင့်ပြီးအေးတက်တယ်မနေ့ကျတော့ကျွန်တော်ကိုလက်ကိုက်ခဲတာတို့ကျွန်တော် training ဆင်းထားတော့ injury ဖြစ်ထားတာတို့ဘာလို့ကြတော့အဲ့မှာတွားပြီးတော့ဒုက္ခရောက်တယ်ပေါ့နော်အဲ့ကြောင့်မျိုးကျွန်တော်လေးaircon လိုက်စစ်ရတယ်အိမ်မဲလိုက်ဒါတော့အကြီးဆုံးပိုင်းပေါ့ဟုတ်ပြီးတော့ကျွန်တော်နဲ့နောက်15မိနစ်အေးရတော့မှာပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီအလုပ်ကလေးနည်းနည်းလေးရှိသေးရပေါ့နော်။ရုံးလုပ်ကလေးနည်းနည်းရှိမယ်။ဟုတ်စားလေးနည်းနည်းရှိမယ်ပေါ့။အဲ့ဒါလေးလုပ်ပြီးတော့ကျွန်တော်အိတ်တော့မှာဖြစ်တယ်။ဟုတ်အားလုံးမင်္ဂလာပါခင်ဗျ။ဟုတ် good night ပါ။ဆိုရင်တော့ကျွန်တော်တို့အေးရတော့မယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ team ရဲ့ team Phoenix နေပြီးတော့ camp ပေါ့နော်။တနေ့တာခီးစဉ်ပဲဖြစ်တာရဗျ။အားလုံးကျေးဇူးတင်ပါတယ်။ဟုတ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြတာပေါ့ဟုတ်